ဒီနေ့ဒုက္ခဆိုတဲ့တရားအကြောင်းလေးကိုပြောပြချင်ပါတယ်။သင်တို့စဉ်းစားမိလားဒုက္ခဆိုတာဘာလို့မကုန်တာလဲ။အမြဲတမ်းလူဘဝမှာလာလည်နေကြလူတိုင်းကနာကျင်မှုတစ်မျိုးပြီးတစ်မျိုးဘာလို့ခံစားကြတာလဲ။မိသားစုကြောင့်လားမျှော်လင့်ချက်ကြောင့်လားကိုယ်ကြောင့်လားကျန်းမာရေးကြောင့်လားဒုက္ခဆိုတာအပြစ်တစ်ခုလားဒါမှမဟုတ်ကျွန်တော်တို့စိတ်ကိုသင်ခန်းစာပေးတာလားလူတွေကပြောကြတယ်ဒုက္ခဆိုတာမကောင်းဘူးဝေးဝေးနေဘဝကတော့ပြောတယ်ဒုက္ခကိုရင်ဆိုင်ပါသင်ကပြေးရင်ဒုက္ခကသင်နောက်အမြဲတမ်းလိုက်နေမှာပဲသင်ကဒုက္ခကိုရင်ဆိုင်မှဒုက္ခဆိုတာဆရာတစ်ပါးလိုပဲဒုက္ခရဲ့နောက်ွယ်မှာပညာဘဟုတုတပြောင်းလဲမှုသင်ခန်းစာတစ်ခုခုတော့ရှိနေပါတယ်ဒုက္ခဘယ်ကရောက်လာတာလဲလောဘရယူခြင်းမနာလိုစိတ်မျှော်လင့်ချက်ကြောင့်ပါပဲသင်ဘဝကိုအရှိတိုင်းလက်ခံပြီးနေထိုင်ကြည့်ပါဒီလောကကသင်ဖြစ်ရှင်တဲ့အတိုင်းဖြစ်သွားမှာမဟုတ်ပါဘူးတဘောတရားကြီးကသူ့ဟာနဲ့သူနေတာပါသင်ဘာမှမတောင်းဆိုပဲသူများကိုမတုံ့ပြန်ပဲနေကြည့်ပါစိတ်ချမ်းသာပါတယ်ဒုက္ခရောက်လာတိုင်းမပြေးပါနဲ့ဒုက္ခကိုနားလည်ဖို့ကြိုးစားပါအဲ့ဒါမှတရားပေါက်မှာပါဒုက္ခဆိုတာမမြဲပါဘူးအဲ့ဒါလိုပါပဲလာပြီးရင်ပြန်သွားမှာပါဒါကြောင့်မမြဲတဲ့အရာကိုဦးစားမပေးပါနဲ့တည်မြဲတဲ့အရာကိုပဲကိုယ်အတွင်းထဲမှာရှိနေတဲ့တရားကိုပဲဦးစားပေးစေခြင်းပါတယ်သင်ကအပြင်လောကမှာရှိနေတဲ့အရာတွေနဲ့အတူရှိနေခြင်းဒုက္ခဆိုတာရှိနေမှာပဲဒုက္ခဆိုတာဘဝရဲ့အဆုံးသက်မဟုတ်ပါဘူးသင်ကိုဖျက်ဆီးဖို့လာတာမဟုတ်ပါဘူးသင်ကိုအမှန်တရားနဲ့ပတ်သက်ပြီးလာနှိုးဆော်တာပါဒါကိုသိသွားတဲ့လူကဒုက္ခကတရားဖြစ်သွားမှာပဲလေတခါတလေသင်စူးစမ်းကြည့်ပါဒုက္ခကိုလက်ခံပါရန်သူလို့သဘောမထားပါနဲ့သူငယ်ချင်းလို့သတ်မှတ်ပါဒါကြောင့်သင်ကပြေးရင်ဒုက္ခကလိုက်နေမှာပဲလေမပြေးပါနဲ့ပွေဖက်ကြည့်ပါသူဟာသူပျောက်ကွယ်သွားမှာပါဒီလိုခံစားမှုကအပြင်မှာမဟုတ်ပါဘူးသင်စိတ်ထဲမှာခံစားရတာပါမြေကိုပေါက်ပြီးတော့နေမှပဲမြေအိုးဖြစ်လာတာပါလူဘဝလည်းဒုက္ခမပိုင်လူကောင်းတစ်ယောက်ဖြစ်လာဖို့မလွယ်ပါဘူးလူတိုင်းပျော်ရွှင်သာယာခြင်းကြတယ်ဒါပေမဲ့ဒုက္ခနဲ့ပျော်ရွှင်ခြင်းကအတူတူပဲအလိညာတွေပျောက်ကွယ်ပြီးတော့အမှန်တရားရှိနေတဲ့နေရာကိုဒုက္ခကပို့ပေးပါတယ်ဒုက္ခကိုရင်ဆိုင်တဲ့အချိန်ဘာလို့နာကျင်ရတာလဲသင်ရဲ့မာနအတ္တတွေကိုဒုက္ခကရိုက်ချိုးလို့ပါတကယ်တော့သင်ရဲ့ဝိညာဉ်ကိုဒုက္ခကရိုက်ချိုးလို့မရပါဘူးသင်စဉ်းစားကြည့်ပါဒုက္ခရောက်တဲ့အချိန်သင်စိတ်ထက်ကတောင်းတနေရာမှာအတိစိတ်ကငါဒုက္ခရောက်နေတယ်လို့တွေးတယ်စဉ်းစားကြည့်အဲ့ဒီအတွင်တွေကအဲ့ဒီအတိစိတ်ကသင်ပါပဲဝိညာဉ်ပါပဲအမှန်တရားပါပဲဒုက္ခဆိုတာခန္ဓာကိုယ်ရဲ့မတိစိတ်ရဲ့လောဘမာနအာတ္တဒေါသကြောင့်သင်ခံစားရတာပါ။ဘာကြောင့်သင်စိတ်မချမ်းသာတာလဲ။သင်ပျော်ရွှင်မှုကိုသူများကိုပေးလိုက်မိတာတချို့လူတွေရဲ့အပြောအဆိုပဲဖြစ်ဖြစ်ဆဲဆိုတာပဲဖြစ်ဖြစ်နှိမ်ချတာပဲဖြစ်ဖြစ်ဘာမှအတိတ်ပဲမရှိတဲ့စကားလုံးတွေကသင်ရဲ့ပျော်ရွှင်မှုကိုပြည့်စေတယ်စိတ်ညစ်စေပါတယ်လူတွေကမကောင်းလို့ဒုက္ခရောက်တာမဟုတ်ပါဘူးလူတိုင်းကသူ့အတွက်နဲ့သူကောင်းပြီးသားပါသင်ကသာသူများတွေပေါ်အပြောအဆိုအနေအထိုင်းကိုသင်ကကိုယ်ဘဝနဲ့ပို့ပြီးဦးစားပေးလို့ပဲသင်ဘဝမှာဒုက္ခစိတ်ညစ်မှုဝမ်းနည်းမှုရတာပါဗျာသူများပေးတဲ့ဟာကိုသင်ယူမိလို့စိတ်မချမ်းသာတာပါသူများပေးတာကိုသင်ခန်းစာလို့သတ်မှတ်ပါဖွင့်လို့ပါနားလည်ပေးပါသူများမှရှိတဲ့အရာတွေကိုသူများကပေးတာပါစေရနာချစ်ရှင်မေတ္တာရှိတဲ့လူကအဲ့ဒါပဲပေးမှာပါသူတို့ဘဝမှာဒုက္ခရှိရင်ဒုက္ခပေးမှာအရာအလုံးကသင်ပေါ်မှုတည်တာပါသိစိတ်မှုကပိုအရေးကြီးပါတယ်မပြောပဲမတုံ့ပြန်ပဲနေပါသင်ဒုက္ခပျောက်ကွယ်သွားမှာပါသင်လောကကိုအပြစ်မတင်ပါနဲ့သူများကိုလည်းအပြစ်မတင်ပါနဲ့ဒါဘာကြောင့်ဖြစ်တာလဲဘယ်လိုဖြစ်တာလဲဒါတွေမတွေးပါနဲ့မပြောပါနဲ့
တိတ်ဆိတ်စွာထိုင်ကြည့်လိုက်ပါဒုက္ခဆိုတာသင်အနာမှာကြာကြာမကတ်နိုင်ပါဘူးဗျာတခါတလေသင်ကိုယ်တိုင်ပဲဒုက္ခကိုဖိတ်ခေါ်တယ်လို့မဖြစ်မိပါစေနဲ့ဗျာဒုက္ခဆိုတာတရားသွားမဲ့လမ်းစဉ်ဖေကားလို့ပါပဲသင်ကပြေးရင်လဲကြမှာပဲမပြေးဘဲနဲ့တဖြည်းဖြည်းနဲ့တက်သွားရင်တရားအားထုတ်ရင်နိဗ္ဗာန်ပါပဲဒုက္ခရောက်တိုင်းငြိမ်နေလိုက်ပါအသက်ကိုပြင်းပြင်းလေးရှူပါကိုပြန်ပြောပါဒါလည်းပြီးဆုံးသွားမှာပါဘာလို့လဲဆိုတော့ပြီးသွားတဲ့ဟာကသင်ဟာမဟုတ်ခဲ့တယ်လို့ဒါလည်းပြီးဆုံးသွားမှာပါလို့ပြောလိုက်တာနဲ့သင်ဘဝရဲ့အမှန်တရားကိုလက်ခံလိုက်တာပဲလေဒီလောကမှာဘယ်အရာမှမမြဲပါဘူးအရာအလုံးကပြောင်းလဲဖို့အတွက်ပဲရှိတာပါရောက်လာတာပါဒါတွေကိုသိသွားရင်ဒုက္ခဆိုတာကြံသူမဟုတ်ပဲဆရာတယောက်အဖြစ်လာပါတယ်သင်ကမရသေးတဲ့ပညာကိုပုံစံအမျိုးမျိုးဖြစ်သင်ကိုလာသင်ပေးလိမ့်မယ်လူအဖြစ်သဘောတရားဖြစ်လာကျမ်းမာရေးဖြစ်သစ္စာဖောက်တဲ့နည်းပဲဖြစ်အထီးကျန်တဲ့ပုံစံနဲ့ပဲဖြစ်သင်ကိုအမြဲတမ်းသင်ပေးတယ်သင်ကဘဝကိုငါ့ကိုဒုက္ခပေးတယ်ဆိုတာမထင်မိပါနဲ့ဗျာဘဝဆိုတာသင်ကိုသင်ပေးနေတာပါသင်နှိုးထားစေခြင်းလို့ဒါမှာပဲသင်ကတရားရမှာပါဗျာဒုက္ခကိုဘယ်သူမှတားလို့မရပါဘူးလူလားလောကလားဖျားလားဘယ်သူမှမတားနိုင်ပါဘူးတားနိုင်တဲ့လူကသင်ကိုယ်တိုင်ပါပဲဒုက္ခဆိုတာအပြင်မှာမရှိပါဘူးသင်အတွင်းထဲမှာပဲရှိတာပါအဲ့ဒီတရားတစ်မျိုးပဲဒုက္ခကိုနိုင်ပါတယ်မောင်းထုတ်နိုင်ပါတယ်ဥပမာလေယာစိုက်ပျိုးရေးလုပ်တဲ့လူကမိုးရွာရင်ကောင်းကင်တဲ့သဘောတရားကြီးကိုကျေစုတင်တယ်စုလို့တတ်မှတ်ပြီးတော့ပျော်ရွှင်တယ်ဒါပေမဲ့ခရီးတဲ့တရားအတွက်တော့ဒုက္ခဖြစ်သွားတာပေါ့မိုးကပြောင်းလဲသွားလားမဟုတ်ပါဘူးလူတွေရဲ့အမြင်ပြောင်းလဲသွားတာပါဒုက္ခအကြောင်းနဲ့ပြောရရင်တော့ဗီဒီယိုကတော်တော်ခြေသွားမှာမို့လို့ဒါကြောင့်အပိုင်းနှစ်ကိုနောက်မှပဲတင်ဆက်ပေးပါမယ်လူတိုင်းကျမ်းမာပါစေချမ်းသာပါစေတရားအားထုတ်နိုင်ပါစေ